ရီးသားနဲ့စကားများပြီးရွှေကုန်းတိုင်းတရားအစဉ်ကားလမ်းမပေါ်လှည့်အိတ်ခဲ့တဲ့ကောင်မလေးကားကျိတ်ခံရပြီးတေဆုံးခဲ့တဲ့အမှုကိုမနေ့ကအောက်တိုဘာ21ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်ကိုမျက်မြင်ကြုံတွေ့သူတွေရဲ့ပြောစကားအရတော့ကောင်မလေးနဲ့သူ့ချစ်သူဖြစ်သူကခရီးကပြန်လာပုံရတယ်လို့ဆိုပါတယ်။ကားရက်ပြီးရန်တွေဖြစ်နေကြတာတွေမြင်ရပါတယ်တဲ့။နောက်ဆုံးကောင်လေးကကောင်မလေးကိုသူ့အိတ်တွေနဲ့ထားခဲ့ပြီးကားမောက်ထွက်သွားတော့ကောင်မလေးကစိတ်ထိခိုက်ပြီးတရားအစဉ်လမ်းမအလယ်မှာလှည့်ချလိုက်တာလို့ဆိုပါတယ်။အဲ့ဒီချိန်မှာပဲတရားပေါ်ကအရှိန်နဲ့ဆင်းလာတဲ့ကားကတက်ကျိတ်သွားတာကိုမြင်တွေ့ရတာလို့ပြောပါတယ်။ဒီကလူတွေကအော်ဟစ်ပြီးသွားဆွဲဖို့လုပ်ကြပါသေးတယ်။ရုံးစင်းချိန်ကားတွေအရန်ဖြတ်နေတာရောခဏလေးတွင်ဖြစ်သွားတာရောကြောင့်မမိလိုက်ဘူးလို့မျက်မြင်ကြုံတွေ့သူတွေကဆိုပါတယ်။ကားတက်ကျိတ်ခံရပြီးတေဆုံးသွားတဲ့ကောင်မလေးကအသက်23နှစ်အရွယ်သားရှိပြီးတော့မင်္ဂလာမြို့နယ်ဆွဲတော်အိမ်ယာမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။